ကျွန်တော်ရဲ့တမိုင်းဆရာကချောင်းဆိုးနေတဲ့ကျွန်တော်ကိုလက်ညှိုးထိုးပြီးပြောတယ်ငါအတန်းကိုနှောက်ယှက်ရဲတယ်ပေါ့ဟုတ်လားတဲ့ကျွန်တော်ခေါင်းခါပြလိုက်တယ်ကျွန်တော်မှာကိုခံအားစနစ်ချို့ယွင်းတဲ့ယောဂရှိလို့ပါမအောင်နိုင်လို့ပါကျွန်တော်နောက်ကကောင်လေးကဝင်ပြောတယ်ဟုတ်ပါတယ်ဆရာသူ့ဖေတခါလာတော့ကသူ့မှာယောဂရှိလို့ညင်ညင်တတဆက်ဆံပေးဖို့ဆရာမတိုင်းကိုပြောသွားတာသူ့ဖေနဲ့တော့မရှုပ်တာကောင်းမယ်ဗျာသူကလူသားမှမဟုတ်ဘူးတဲ့ဆရာကရဲပြီးတခြားဆရာတွေကအဲ့ဒီအလိညာကိုယုံရင်ယုံမယ်ငါကတော့မယုံဘူးလို့ပြောတယ်ကျွန်တော်အိတ်ကက်ထဲလက်လိုက်ပြီးအဖေစီဖုန်းခေါ်လိုက်တယ်မကြခင်မှာပဲဒီဆရာတယောက်ကျွန်တော်အဖေဘယ်သူလဲဆိုတာအတိအကျသိရတော့မှာပါအဖေဖုန်းကင်ပေမဲ့ကျွန်တော်တခုမှမပြောရသေးခင်မှာပဲဆရာကပေတံနဲ့ရိုက်ပြီးကျွန်တော်လက်ထဲကဖုန်းကိုလွှင့်ပစ်လိုက်တယ်မင်းတန်းထဲမှာဖုန်းပို့လို့ရအောင်မင်းနေမကောင်းဘူးလို့ဆရာတွေကိုလိန်ပြောခိုင်းထားတာလားကျွန်တော်ပြန်ဖြေဖို့စူးစမ်းပေမဲ့မတော်တဆသူ့မျက်နှာတက်တဲ့ကိုချောင်းဆိုးမိသွားတယ်သူကပေတံကိုလက်ဝါးနဲ့ပုတ်ရင်ဒါနဲ့ရိုက်အောင်မလုံးနဲ့တော့လို့ပြောတယ်နောက်ကကောင်လေးကချက်ချင်းထရက်ပြီးဆရာယူနေလားသူတကယ်ဖျားနေတာသူ့လက်ကောက်ဝတ်ကိုကြည်ဦးဆေးဘက်ဆိုင်ရာလက်ပတ်ဝတ်ထားတယ်လို့ပြောတယ်ဆရာကကျွန်တော်လက်မောင်းကိုဆွဲပြီးအရှိကိုဒရွတ်တိုက်ဆွဲခေါ်သွားတယ်ယောဂကြောင့်ကျွန်တော်တကူလုံးကိုက်ခဲနေပြီးကျမ်းပြင်ပေါ်လဲကျသွားခဲ့တယ်သူကပေတံကိုလေထဲမြောက်လိုက်ပြီးအဖေဖြစ်သူကသားကိုအားနွဲ့အောင်ပြုစုပြိုးထောင်ရင်ဘာဖြစ်မလဲဆိုတာမင်းတို့ကိုပြမယ်တဲ့ဒါပေမဲ့ပေတံကျမလာခင်မှာပဲနောက်ကကောင်လေးကလမ်းဖြတ်ပြီးတရင်ပေါက်ကိုလက်ညှိုးထိုးပြတဲ့အတန်းတစ်ခုလုံးလှည့်ကြည့်လိုက်ကြတယ်ကျွန်တော်အဖေကစစ်ဝစ်စုံအပြည့်နဲ့ကားပါကင်ကိုဖျက်လျှောက်လာနေတယ်လူတိုင်းလှည့်ကြည့်လိုက်တဲ့အခါကျောင်းပြင်မှာစစ်ကားလေးစီးစိုက်ထားတာကိုမြင်လိုက်ရတဲ့စစ်သားတွေကားပေါ်ကဆင်းပြီးကျောင်းထဲကိုရှောက်ဝင်လာကြတယ်ဟိုကောင်လေးကသူ့အဖေကလူသားမှမဟုတ်ဘူးလို့ကျွန်တော်ပြောသားပဲလို့အော်တော့တယ်ဆရာမျက်နှာပြနှမ်းသွားတယ်စစ်သားနှစ်ယောက်မတ်တက်ရှောက်ဝင်လာပြီးဆရာကဖမ်းချုပ်လိုက်တယ်သူတို့နောက်ကနေအဖေဝင်လာတယ်ကျွန်တော်ကျမ်းပြင်ပေါ်လဲနေတာမြင်တော့အဖေကျွန်တော်စီအမြန်ပြေးလာတယ်စစ်သားတွေကဆရာကိုအဖေဘက်မျက်နှာမူခိုင်းလိုက်တယ်ဆရာကဖုန်းကိုအခန်းတစ်ဖက်ကိုလွှင့်ပစ်လိုက်ပေမဲ့ဖုန်းကလိုင်းမပြတ်သေးကြောင်းအဖေကသူ့ဖုန်းကိုမြောက်ပြရင်ပြောလိုက်တယ်နောက်တစ်ခေါက်ပြန်ပြောစမ်းငါမျက်နှာကိုကြည့်ပြီးငါအားနွဲ့တယ်လို့ပြောစမ်းဆရာကငိုပြီးအခန်းထဲကနေထွက်ပြေးသွားတော့တာပဲကျွန်တော်တို့အားလုံးလည်းတရင်ပေါက်ကနေသူ့ကိုလက်ခလဲထောင်ပြလိုက်ကြတယ်